အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ file တွေမှာဒါမှမဟုတ်ရင်ကျွန်တော်တို့ဝင်မဲ့ link တွေမှာဘိုင်းရရှိမရှိကို software မလိုဘဲနဲ့စစ်လို့ရတဲ့ website လေးတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့အားဆိုရင် browser လေးတစ်ခုလေးကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ရရမယ့်စာကတော့ Vine Total ဆိုပြီးတော့ရိုက်ရှာလိုက်ပါအဲဆိုရင်ကျွန်တော်တို့ထိတ်ဆုံးမှာတွေ့ရ link လေးတွေကိုကျွန်တော်တို့ထပ်ပြီးတော့ဝင်လိုက်ပါမယ်ဒီမဲ့ကျွန်တော်အရင်ဆုံးပထမဆုံး file တက်မှာဆိုရင်ကျွန်တော်ဒီအောက်ကဥစ္စာလေးကိုနှိပ်ပြီးတော့ကျွန်တော်စစ်ရှင်တဲ့ file ကိုစစ်လို့ရပါတယ်ဒါပေမဲ့သူက650 MB ကိုအမြင့်ဆုံးကျွန်တော်တို့စစ်လို့ရမှာဖြစ်ပါတယ်အဲလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်စစ်ရှင်တဲ့ file တစ်ခုကိုရှာလိုက်ပါမယ်အဲ့မှာကျွန်တော်ဒီ file လေးကိုပဲဆက်လိုက်ပါမယ် open လေးနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်စစ်မဲ့ဥစ္စာလေးကို open လေးနှိပ်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ confirm အလုပ်ဆိုတာလေးကိုထပ်နှိပ်ပေးလိုက်ပါမယ်အဲဆိုရင်သူကစပြီးတော့စစ်နေပါလိမ့်မယ်ကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်ခင်ဗျပြီးရင်ကျွန်တော်ခဏလေးစောင့်ပေးလိုက်ပါမယ်ဒါဆိုရင်သူက Vine စစ်တဲ့ software 80ကျော်နဲ့သူကစစ်ပေးပါတယ်Kaspersky တို့ဘာတို့ပါကျွန်တော်ပြီးရင် Microsoft Defender တွေပါလည်းပါပါတယ်အဲ့ဒါအကုန်လုံးနဲ့သူကစစ်ပေးတာပါတကယ်လို့ကျွန်တော် Vine မရှိဘူးဆိုရင်အဲ့လိုမျိုးအစိမ်းလေးနဲ့ anti tag ဆိုပြီးပေါ်နေပါလိမ့်မယ် Vine ရှိရဆိုရင်တော့အနီးပုံစံလေးနဲ့ပေါ်နေပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ link ကိုစစ်မယ်ဆိုရင်တော့ဒီ URL ဆိုတဲ့မှာကျွန်တော်တို့စစ်မဲ့ link ကိုကျွန်တော် copy ကူးပြီးထည့်လိုက်အောင်ပါပဲကျွန်တော်ကဒီပေါ့နော်ကျွန်တော် YouTube link ကိုပဲစစ်ပြလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ copy paste ရှာပြီးရင်ကျွန်တော်နှိပ်လိုက်ပါအဲဆိုရင်စွမ်းနာလိုပဲသူကစစ်နေပါလိမ့်မယ်ဒီ website လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရဲ့ file တွေမှာ Vine ရရှိမရှိဒါမှမဟုတ်ရင်ကျွန်တော်တို့ဝင်ကြည့်မဲ့ link တွေမှာ Vine ရရှိမရှိကိုအလွယ်တကူစစ်လို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ